မင်္ဂလာပါရှင်အပင်အိုတော့အမြင့်ဆွေလူအိုတော့အချစ်ဝေးလောကတဘာဝဖြစ်ရင်တွေလေအပြစ်မတင်မီမဲ့ပခန့်တန်းနိုင်လို့ပြောရတာပါလေအဖေမေအဖိုးဖွာသမီးသားညီညာရေကယူသားစိတ်မပါတော့ဘိုးဝါရိတာပူထားကြပြီကျွေးရဲ့မွေးရဲ့ကျေးဇူးတရားတွေမိထားကုန်ပြီမိဦးဖအိုလူရီဖြစ်ရပြီပေါ့လေအပင်အိုတော့အပြစ်ဆွေလူအိုတော့အချစ်ဝေးလောကတဘာဝဖြစ်နေလေအပြစ်မတင်မီမဲ့အခါတမ်းနိုင်လို့ပြောရတာပါလေအဖေမေအဖိုးပါသမီးသားညီညာရေကယူသားစိတ်မပါတော့ဘိုးဝါရိတာပူထားကြပြီဒီကဲမွေးကဲကျေးဇူးတရားတွေမိထားကုန်ပြီလေမိဦးဖအိုလူရီဖြစ်ရပြီပေါ့လေမယူလည်းနဲ့ပေးဆက်ခဲ့တဲ့မမြတ်လာတဲ့ကျေးဇူးရှင်တွေယူခဲ့ဘူးလေသာတပီလက်တွေပြန်ဆက်ဖို့ခဲ့နေပြီလေစားခဲ့ဘူးလေဒီကျေးဇူးတွေနားခဲ့ဘူးလေဒီကျေးဇူးတွေပြန်ဆက်နိုင်ပါသေးရှိနေစိတ်ရှိတော့ကြွေးပါတွေ့နေစေမြင်နှုံးလေးမှာကျင်နာတွေပြည့်ပြုစုပေးပါလူရရင်မြတ်ပါသည်ယူရတော်ကုသိုလ်ပါပဲလေမိဦးဖဦးလူရီမဟုတ်ကြပါဘူးလေအပင်အိုတော့အမြင့်ဆွေလူအိုတော့အချစ်ဝေးလောကတဘာဝဖြစ်ရင်တွေလေအပြစ်မတင်မီမဲ့အခါသားနိုင်လို့ပြောရတာပါလေအဖေမေအဖိုးဖွာသမီးသားမြင်ညာရေကယူသားစိတ်မပါတော့ဘိုးဝါရိတာပူထားကြပြီကျွေးရဲ့မွေးရဲ့ကျေးဇူးတရားတွေမိထားကုန်ပြီလေမိဦးဖအိုလူရီဖြစ်ရပြီပေါ့လေဝီလည်းနဲ့ပေးဆက်ခဲ့တဲ့မုံမြတ်လာတဲ့ကျေးဇူးရှင်တွေယူရဲ့ဘူးရဲ့တာတပီလက်တွေပြန်ဆက်ဖို့ခဲ့နေပြီလေစားခဲ့ဘူးလေဒီကျေးဇူးတွေနားခဲ့ဘူးလေဒီကျေးဇူးတွေပြန်ဆက်နိုင်ပါစေရှင်နေစေရှိတော့ကြွေးပါတွေ့နေစေမြင်တော့လေးမှာကျင်နာနေတွေ့ပြုစုပေးပါလူရဲ့မြတ်ပါသည်ယူရတော်ကုသိုလ်ပါပဲလေဝီအိုဖအိုတကယ်တော့လူမဟုတ်ဘူးလေဒီပါ